ကဲအိမ်တောင်တန်9နှစ်10နှစ်အဲ့ဒီလိုကြော်လာတဲ့အခါမှာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေဟာဆက်ရုပ်တရုပ်လိုပဲရိုးအီလာတတ်ကြပါတယ်မနက်မိုးလင်းရင်ကလေးချောင်းပို့ဖို့ပြင်ဆင်ရမယ်အလုပ်သွားရမယ်ညနေပြန်လာရင်ဟင်းချက်မယ်ထမင်းစားမယ်ဖုံးကြည့်မယ်ပြီးရင်အိပ်ဆက်မယ်ဒီတန်တရားထဲမှာတယောက်နဲ့တယောက်ချစ်တယ်လို့ပြောဖို့တောင်မေးလျော့နီးတတ်ကြသလိုအနမ်းဆိုတဲ့အရာဟာလေမင်္ဂလာဦးညတွေမှာပဲကြံရစ်ထဲတဲ့အမတ်တရားတစ်ခုလိုဖြစ်လာတတ်ပါတယ်ဗျာမောင်မောင်နဲ့နီနီရဲ့အကြောင်းကိုကြည့်ရအောင်သူတို့ဟာအိမ်တောင်သက်10နှစ်ရှိပြီဖြစ်တဲ့စုံတွဲတွဲပါသူတို့ကြားမှာရန်ပွဲကြီးကြီးမားမားမရှိသလိုဖောက်ပြန်မှုလည်းမရှိပါဘူးဒါပေမဲ့သူတို့ကြားမှာအရေးဆက်မှုတစ်ခုကတခေးပြေးကြီးထွားလာပါတယ်မောင်မောင်အလုတ်သွားလာနီးမှာနီနီကမိဘကြောင့်တွေမှာအလုတ်ရှုံနေတတ်ပြီးမောင်မောင်ကလည်းသွားပြီနော်ဆိုတဲ့စကားတခွန်းလည်းပဲအိမ်ပြင်ကိုထွက်သွားလိရှိပါတယ်အရင်ကလိုနဖူးလေးကိုနမ်းတာပါးလေးကိုခပ်ဖဖအနမ်းတာမျိုးတွေမရှိတော့တာကြာပါပြီဒီလိုနဲ့အနမ်းတွေပျောက်ဆုံးသွားတဲ့အခါအိမ်တောင်ကြီးဟာအဖော် partner အဆင့်ကနေအိမ်ဖော် roommate အဆင့်ကိုလျောကျသွားတတ်ပါတယ်ဗျာကျွန်တော်တို့ဟာအနမ်းကိုလိန်ပိုင်းဆိုင်ရာဆက်နွယ်မှုတစ်ခုတည်းလို့အထင်မှားတတ်ကြပါတယ်တကယ်တော့အနမ်းဆိုတာငါမင်းကိုဂယုစိုက်တယ်မင်းဟာငါအတွက်အရေးပါတယ်ဆိုတဲ့စကားမဲ့အပြောဆိုတစ်ခုပါစိတ်ပညာရပြောရင်ချစ်ရသူကိုအနမ်းလိုက်တဲ့အခါကျွန်တော်တို့အုံနောက်ထဲမှာအောက်ဆီတိုစင်လို့ခေါ်တဲ့အချစ်ဟော်မုန်းတွေထွက်လာပါတယ်ဒီဟော်မုန်းကလူနှစ်ယောက်ကြားကယုံကြည်မှုနဲ့တန်ရောစင်ကိုပိုမိုခိုင်မာစေတာပါတရက်မှာနီနီဟာဆိုဖာပေါ်မှာထိုင်ပြီးစာအုပ်ဖတ်နေတော့မောင်မောင်ကအနားကိုရှောက်လာပါတယ်အရင်နေ့ဒီလိုပဲဘာမှမပြောဘဲဖြတ်သွားမလားလို့ထင်နေချိန်မှာမျက်နှာတော်လေးမောင်မောင်ကနီနီရဲ့နဖူးလေးကိုငုံပြီးခပ်ဖွားလေးအနမ်းလိုက်ပါတယ်ထူးထူးခြားခြားစကလုံးတွေမပါပါဘူးဒါပေမဲ့အဲ့ဒီစက္ကန့်ပိုင်းလေးအတည်းမှာနီနီရဲ့တနစ်တာလုံးပင်ပန်းသမျှတွေအရေးပျော်သွားသလိုခံစားလိုက်ရပါလေဘာကြောင့်လဲအနမ်းတစ်ခုအားငါမင်းကိုမြင်နေရသေးတယ်မင်းကိုအတိမတ်ပြုတယ်ဆိုတဲ့ခံစားချက်ကိုပေးစွမ်းလိုပါပဲဒါဆိုကျွန်တော်တို့ကဘာလို့တယောက်နဲ့တယောက်နမ်းဖို့ဝန်လေးလာကြတာလဲအဖြေကတော့နေသားကျသွားခြင်းဆိုတဲ့အစိတ်အတောက်ကြောင့်ပါအချိန်ကြာလာတာနဲ့အမျှသူကငါအပိုင်မဲနန်းမနန်းဘာဖြစ်မှာမို့လို့လဲဆိုတဲ့အသွေးမျိုးဝင်လာတတ်ပါတယ်ဒါအပြင်မြမရင်ကျေးမှုအရာကလေးတွေရလာတဲ့အခါအသက်ကြီးလာတဲ့အခါဒီအရွယ်ရောက်မှအနမ်းတွေဘာတွေလုံနေရမှာလားဆိုတဲ့ရှက်ရွံ့ခြင်းကလည်းအတားအဆီးဖြစ်နေတတ်ပါတယ်တခါတလေစကားများထားတဲ့အခါငါကပဲအရင်စပြီးနမ်းရမှာလားသူကမှငါကိုဘီယူမဆိုင်တာဆိုတဲ့မာနာကကြားထဲမှာခံနေတတ်ပါတယ်ညာဘတ်အိယာဝင်တဲ့အခါတယောက်ကိုတယောက်ကြောပေးပြီးအိတ်လိုက်ကြတာဟာအနားမရှိတဲ့အိမ်တောင်ကြီးရဲ့အထီးချမ်းဆုံးပုံရိပ်ပါပဲဗျာအေးဆက်နေတဲ့ဆက်ဆံရေးတစ်ခုကိုပြန်လဲနှွေးထွေးအောင်လုပ်ဖို့ဆိုတာတစ်ဖက်လူကအရင်ဆက်နမ်းမှာကိုစောင့်နေုံနဲ့မပြီးပါဘူးမောင်မောင်ဟာအလုပ်ကနေအိမ်ပြန်ရောက်တဲ့အခါမိဖို့ချောင်းထဲမှာဟင်းချက်ရင်ချွေးတွေပြန်နေတဲ့နီနီအနားကိုတိတ်တဆိတ်ကတ်သွားပါတယ်ပြီးတော့နီနီရဲ့ပခုံးလေးကိုအနောက်ကနေခပ်ဖော့လေးဖတ်လိုက်ပြီးပါးပြန်လေးကိုမျက်နှိုးတတ်မှုထားတဲ့အနမ်းတစ်ချက်ပေးလိုက်ပါတယ်ပင်မနေပြီလားမိမကိုရိုးကချက်ပြုတ်ပေးလာကျေးဇူးတင်ပါတယ်လို့မောင်မောင်ကပြောလိုက်တဲ့အခါနီနီမြော်ဝမ်းမှာမျက်ရည်စာလေးတွေဝိတက်လာပါတယ်ဒါဟာကာမဂုဏ်ကြောင့်မဟုတ်ပါဘူးသူမရဲ့ပင်မမှုတွေကိုတစ်ဖက်လူကမြင်ပေးတယ်တန်ဖိုးထားပေးတယ်ဆိုတဲ့ခံစားချက်ကြောင့်ပါအဲ့ဒီအနမ်းတစ်ချက်ကသူတို့ကြားကတတိုင်ကြီးကိုချက်ချင်းဆိုသလိုဖြိုးချက်လိုက်သလိုပါပဲအိမ်တောင်ရေးတစ်ခုမှာအနမ်းဆိုတာအချိန်ပိုပေးရတဲ့အလုပ်တစ်ခုမဟုတ်သလိုငွေကုန်ကြေးကျများတဲ့လက်ဆောင်တစ်ခုလည်းမဟုတ်ပါဘူးဒါဟာတစ်ဖက်လူကိုငါမင်းကိုချစ်တယ်မင်းဟာငါအတအမြဲတမ်းအထူးတည်တတ်မယ်လို့နေ့စဉ်အတိပေးနေတဲ့နီလန်းလေးပါကဲကျွန်တော်အကြံပြုခြင်းတဲ့ဆောင်းရမ်းရှောင်းရမ်းလေးတွေကိုမှတ်ထားကြည့်ရအောင်ပထမဆုံးဆောင်းရမ်းတွေကတော့အလုတ်မသွားခင်တဲ့အိမ်ပြန်ရောက်ချီမှာအမြဲနမ်းပါနဖူးပါလက်ဖမိုးစသဖြင့်နေရာစုံနမ်းပေးပါကျေးဇူးတင်ပါတယ်ဆိုတဲ့စကားနဲ့အတူနှွေးထွေးတဲ့အထည်တွေကိုပေါင်းဆက်ပါ
ဒုတိယရှောင်ရံတွေကတော့အနမ်းကိုလိန်ကိစ္စအတွက်ပဲသုံးတာမျိုးရှောင်ပါစိတ်ကောက်နေစဉ်မှာအထီအတွေ့ကိုလက်နက်တစ်ဖက်ပိတ်ပင်တာမျိုးမလုပ်ပါနဲ့ဒီအရွယ်ရောက်မှဆိုတဲ့ရှက်စိတ်နဲ့အချစ်ကိုဖုံးကွယ်မထားပါနဲ့သင်ခန်းစာအနေနဲ့ပြောရရင်အနမ်းဟာစိတ်ဖြီစီမှုကိုရောကြစေပြီးအိမ်တောင်ကြီးတန်ရောစင်ကိုခိုင်မာစေတဲ့တဘာဝစီစွမ်းတစ်ခွဖြစ်ပါတယ်စကလုံးတွေထက်ခန္ဓာကိုယ်ချင်းထိတွေ့မှုကပုံမနဲ့ဆိုင်တဲ့တည်တဲ့စကားကိုပေးပို့နိုင်ပါတယ်ငါသာတစ်နေ့လုံးအိမ်အလုပ်တွေနဲ့နှစ်ပန်းလုံးနေရချိန်မှာငါအမျိုးသားကအနားလာပြီးနှွေးထွေးတဲ့အနမ်းတစ်ချက်ပေးခဲ့ရင်ငါရဲ့ပင်ပန်းမှုတွေချက်ချင်းပျောက်သွားမှာပဲမဟုတ်လားသူလဲတင်းစီကဒီလိုကြီးဆိုင်မှုကိုမျှော်လင့်နေမှာပါနေသားကျသွားခြင်းရဲ့နောက်ွယ်မှာဖုံးကွယ်မထားပါနဲ့ဒီနေ့အိမ်ပြန်ရောက်တဲ့အခါကိုယ့်ရဲ့အဖော်ကိုနှွေးထွေးတဲ့အနမ်းတစ်ချက်နဲ့နှုတ်ဆက်ကြည့်ပါအဲ့ဒီစက္ကန့်ပိုင်းလေးကတဲ့အိမ်နောင်ကြီးရဲ့ပျော်ရွှင်မှုကိုတသက်စာပြောင်းလဲပေးနိုင်ပါတယ်ဗျာ